ကိစ္စလေ ဒီမှာဈေးရောက်မကောင်းပါဘူးဆိုမှနင်ကဘူပိတ်အောင်လာလုပ်နေတယ် တော့ဘာဖြစ်လဲကြီးချောင်းပါရဲ့ ငါချောင်းမချောင်းသိကျင်လေးနင်ငါအိမ်ကိုလိုက်ခတ်သားနင်ချွေးကို10လီတာလောက်ဖွက်သွား အားလုံးပဲမင်္ဂလာပါရှင်သူမစားကြိုက်တဲ့သူတွေရှိလားကိုကငါပစ္စည်းသူနဲ့ဘာတွေလဲဖြစ်ခဲ့အချိန်တိုင်းငါဟာပဲငါဘသူ့ပိုင်မှမဟုတ်ဘူးအများပိုင်အဖေဘလို့စားနေလဲအော်နေရဆေးထိုးနေတာ နောက်ကြောင်းတော့ထပ်ထိုးလိုက်ပါလိုက်ဒီကောင်မကိုကြည့်ရတာပါကင်ရောဆက်ရတာပါကင်စစ်ပါရှင်ကားပါကင်လောက်ကိုရှိပါလေ ဒီမိုင်ဆိုးစီဆိုကြားဘူးလားဒရိစံဝင်နေစီးမှုမှုပဲအဲ့မင်းစီကသွားရားနေတယ်ဒေါ်လာထွက်နေတာကွာစားမစားမစားပါနဲ့ဒါငါသူများလူကိုနင်တို့မဟုတ်ဘူးလာဝိဇ္ဇာကိုလူစားရတယ်လို့ပြော တရက်ကွက်လုံးမှာရှိရဲ့ပြိုအိုမိမမှန်တများနဲ့ရှုပ်နေအောင် ဒါလေးတွေကအတူအဆလေးတွေပါຫນွေအရှုပ်ထုတ်တွေအကုန်လုံးလေဘိုးကຫນွဲကိုချစ်ပြီးခဲ့တာအကုန်လုံးရှင်းထားပြီးသားโอเค ကိုကြိုက်တာကိုလောက်တာကိုရအာကြီးသားစကားပြောထားတာအဖြေပြန်ပေးမလားဒီကောင်ကငါ့ထက်ရှင်းနှက်တွက်နေတာလူလိုက်ဟိုနေရင်လူလိုက်ဟိုနေရင်ထူလိုက်ဟိုချက်ကိုလောက်ကိုရโอเคလူမျိုးလုံးမကောင်းမင်းမရှောက်ဘူးလားဗျာအဲ့ဒီဖားတဲ့ပိုင်းငါးတဲ့ပိုင်းကိုဖေးဟာ တားလေး ငါ့ဘာလို့ခေါ်တာငါမကြိုက်ဘူးလို့ပြောထားတယ် တားလေးရလေတားလေး ပေါ်ချင်းအောင်ကွာ နေနဲ့ငါနဲ့ နေနေ အိုးဒီကမိန်းမအများကြီးနဲ့ညာပေါင်းများဆိုတူတူနေကြတော့ကြာမိန်းမမပေးစားပဲယောက်ျားလေးတယောက်နဲ့တညမဲလေယောက်ျားပေးစားတရားလား ready တွေပါပြင်မထားဘူးလားဖားတဲ့ငါးနဲ့ခွဲအောင်ပြင်ပါ